ကြာဘာပြော ဒါပဲလားအေးရောက်ပါရဲ့လာပါ မင်းအောင်ရ သမင်းရောက်ပြီလာစားပါအတူတူစားမယ်လေတို့သမင်းမလည်းတော့စားမယ်လေရှူစားပါတကယ်ချင်းနဲ့လောက်ရအောင်ပြင်းတယ်လို့ပြောထားရှူချင်ပါလေမပြင်းတယ်လို့ပြောထားပြီးတော့နော်ချိန်ထားတယ်မင်းတို့အပီးကြီးချိန်ထားတယ်နော်ဒီမှာချီလို့ကြတယ်ဗျာတော့အဲ့တော့ထူပါတော့မင်းတို့မခိုင်းရှင်းမဟုတ်တော့ဘယ်လိုလဲပြေးဆုံးလဲနားလဲလားချင်းလူမျိုးပါလားချင်းစကားပြောပဲမယ်ချင်းစကားနဲ့ပြောမယ်နော်အဲ့နမတော့ခုချက်အော်တော့စုပေါင်းပေါင်းမန်းကြီးလို့ဒီကောကတိတက်ပြူအမရပကအရတောက်ရှင်လာခဲ့မြေပဲသားလို့ရောပါတယ်ညီလေးပြန်ကောင်းအားချောင်းနေရောဟောရသမင်းစားရအောင်လို့စင်ကြီးအိုးမဲငါတို့စားမယ်မင်းတို့တော့ချင်းရကွာအပတိချိန်ထားတယ်အဲ့ဒါလေးဝင်မှာငါတို့နဲ့ပူပေါင်းမှာလို့ပါနေနေမှာငါကြီးမရောက်ချောတယ်မင်းတို့ပြေးတယ်ကွာငါတို့လည်းချောင်းမတော်ဆုပ်ဆုပ်ပဲအများကြီးပြီအများကြီးပဲဟောအများကြီးအများကြီးရဲ့အေးဆက်ရမယ်လို့ဒီမများကြီး